လည်းမသိဘူးကွာငါမိမမမြောင်ကအရက်တော့တော့မကြိုက်ပါဘူးဆိုအတင်းတိုက်လိုက်ကြတယ် ဘူးလိုက်အပေါ်ရင်မပြောနဲ့ဒီဘက်လည်းမလဲနဲ့နှမ်းနေ ဟုတ်ကဲ့လူချေရင်လေးမှာပဲအိမ်မယ်နော် ဆရာချင်းအိတ်ချင်းမအိတ်ချင်းနေကျမတို့ရှင်နေမအိတ်နိုင်ဘူး ဟေးဝမ်းသာတယ်တယောက်တည်းအိပ်ရပြီအကျဉ်းကြီးပဲလှိမ့်ပြီးအိပ်လိုက်မယ်ပြောချင်အောင်လာတဲ့လူမသားငါတွေးရရင်တတ်တတ်လုပ်တယ်ပြီပါတောင်းကားလေးပါလေကိုကြောင့်မဲမကွာစားတော့ပြန်နေတော့မြောင်းပါလားအတန်နဲ့နှိမ့်ဆက်သွားတယ်တုံးထားဘယ်နေရတဲ့ဝဲလဲမိုးရပြန်လာတဲ့အောင်လာတဲ့သူ အိမ်အောင်ဦးစီးကြောင်ရင်ဂရွင်းမပြတ်သွားစေဖို့အတွက်ပေါ့နော်ကျမတို့မြောင်မတွေကလည်းလေအိမ်အောင်ကြောက်သွားပြီမဲ့လှလှပပလေးကိုပြင်းပြင်းစင်စင်နေဖို့လိုတယ်သိတာ ဟောတော်တော်လှ ကျမတို့မြောင်မတွေကအဲ့လိုလေးမနေလိုက်လို့ရှင်လေအိမ်ကချောင်ရလည်းဂရင်းပြတ်သွားမယ်အပြင်ကဇရက်ကလည်းတောင်ပန်ကျိုးလာမယ်ဆိုရင်တော့ကောင်းလိုက်တာစာသားတွေက အခု YouTube မှာနာမည်ကြီးနေတာအဲ့တချင်းอ่ะတချင်းစာသားတွေကရေးထားတာရှယ်ကြီးတွေဟာ တကယ် quality အနှစ်ကြီးနော် ဒီတချင်းကိုတုံတောင်ကြောင်ဘယ်လိုက်ဆိုနိုင်မလဲဟာအမ red ဆိုတဲ့အပိုက်လာတော့မယ်နားထောင်ကြည့်လိုက်ရှယ်ကြီး ဟာကျွတ်စင်ရောက်ရင်